အားလုံးပဲပြန်လည်ကြိုဆိုပါရစေအရင်ဆုံးကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရပါတော့အရင်ဆုံး Telegram software အဟောင်းကိုကျွန်တော်တို့ဖြတ်လိုက်ပါဖြတ်ပြီး Play Store ကနေမှတစ်ဆင့်ကျွန်တော်တို့ပြန်ပြီးတော့ down ယူလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာယူပြီးသားရှိပါတယ်ကျွန်တော်ဒီမှာ down မပြတော့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီ down ပြီးသားကျွန်တော် Telegram app တွေကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာ start messaging ဆိုတာလေးကိုနှိပ်လိုက်ပါမယ် Okay ပြီးရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ country code တွေပါရေးရမယ်ပေါ့နော်ကျွန်တော်အားကြောင့်ဒီမှာ country ဆိုနေတယ်ကျွန်တော်ထိပေးလိုက်မယ်ထိပြီးရင်ဒီမှာဒီညာဘက်မှာရှိရဲမှန်ဘလူးပုံလေးကျွန်တော်တစ်ချက်နှိပ်ပေးလိုက်နှိပ်ပြီးဒီမှာမြန်မာဆိုရိုက်ချပါတော့ပြီးရင်ဒီမှာအပေါ်ဆုံးကမြန်မာဆိုတာလေးတွေ့ပါလိမ့်မယ်ဒါလေးကိုကျွန်တော်ယူပေးလိုက်ပါတော့ဖိပေးလိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာအောက်မှာ Telegram ဖိမဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပေးရမှာပေါ့နော်ထည့်ပေးရဆိုရင်ကျွန်တော်တို့အရှိမ39ခံပြီးတော့ထည့်လို့မရဘူး9တလုံးခံပြီးထည့်ပေးရမှာပေါ့နော်9ကိုခံလိုက်မယ်ရှေ့မှာ9တလုံးခံမယ်ခံပြီးရင်ကျွန်တော်တို့ရဲ့ Telegram account ဖွင့်မယ်ဖုန်းနံပါတ်ကိုဒီမှာထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီမှာထည့်လိုက်ပါမယ် Okay ခုလိုမျိုးထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်အောက်ဆုံးမှာရှိရဲဒီမှာအပြာရောင်မြားလေးရှိပါတယ်နော်အပြာရောင်အဝိုင်းပုံတွေမှာအဖြူရောင်မြားလေးရှိရဲအဲ့လေးကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းစီကိုဒီကနေမှတစ်ဆင့် Telegram ဘက်ကနေ activation code ကျွန်တော်တို့ရဲ့ဒီခုနကျွန်တော်တို့ Telegram ကောက်ဖွင့်မဲ့ဖုန်းနံပါတ်ကိုကျွန်တော်သူပို့ပေးမယ်ဆိုပြီးတော့ဒီမှာရေးထားရပါတော့ကျွန်တော်တို့ခဏလောက်စောင့်ကြည့်လိုက်မယ်ပေါ့နော်Okay ဒါဆိုရင်ကျွန်တော်တို့စောက်တာကနည်းနည်းတော့ကြာပြီပေါ့နော်ကြာသွားပြီကျွန်တော်တို့စောက်တဲ့အချိန်အတိုင်းတစ်ခုရောက်တော့ဒီ Telegram ဘက်ကနေပြီးတော့ကျွန်တော်တို့ဘက်ကိုဒီ activation code ပို့လာမျိုးမရှိဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ login code activation code ကိုချက်ချင်းပို့အောင်လို့ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်အခုစပြီးတော့ပြောပြပါမယ်ဒီတော့ကျွန်တော်တို့ထွက်လိုက်ပေါ့နော်ထွက်ပြီးရင်ကျွန်တော်တို့ဒီ Telegram ကိုရှင်းထုတ်လိုက်ပါဆက်ရှင်းလိုက်ပါဆက်ရှင်းပြီဆိုလို့ရှိရင်ဒီ Telegram software ကိုကျွန်တော်တို့ဖိထားလိုက်ပေါ့နော်ဖိလိုက်လို့ရှိရင်အခုလိုမျိုးအမိုင်ပုံပုံသဏ္ဍာန်လေးရယ်ဒီဘက်မှာ i ပုံသဏ္ဍာန်လေးရယ်ပေါ်နေပါလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ i ပုံသဏ္ဍာန်လေးကိုတစ်ချက်ထိပေးလိုက်ပါနော် Okay အခုလိုမျိုးထိပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်နဲ့ငယ်ဆွဲတင်လိုက်တင်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ permission ဆိုတာလေးရှိပါတယ်အဲ့လေးတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုရင်အခုကျွန်တော်တို့ဒီမှာကျွန်တော်တို့မြင်နေရတဲ့ဒီမှာအနီအောင်ဖြစ်နေတဲ့နေရာလေးเนาะအနီအောင်ညပြထားတဲ့နေရာကြီးအားလုံးကိုကျွန်တော်တို့ဒီမှာဒီလိုအစိမ်းအောင်မှန်ကြီးလေးဖြစ်အောင်လို့ permission allow လိုက်လုပ်ပေးရမှာဖြစ်ပါတယ်เนาะအဲ့ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးက location ကစပြီးတော့ permission allow လုပ်ဖို့အတွက်ဒီ location ဆိုတဲ့နေရာလေးကိုထိလိုက်မယ်ထိပြီးရင်ဒီမှာ always allow ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါเนาะကျန်တာတွေလည်းကျွန်တော်ဒီအောက်ကဟာတွေလည်းထိုနည်းတူပဲလိုက်ပြီးတော့အလောင်းလုပ်ပေးလိုက်ပါတော့ Okay ခုလိုမျိုးလုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်အဲတော့ထွက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပထမတစ်ချက်ကတော့လုပ်ပြီးပြီနော်ဒုတိယတစ်ချက်အနေနဲ့ကကျတော့ကျွန်တော်တို့ရဲ့ setting တွေကိုတွားလိုက်ပါကျွန်တော်တို့ဖုန်းမှာရှိရဲ့ setting တွေကိုဝင်ပြီးလိုက်ဝင်ပြီးပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဒီမှာ mobile network ဆိုတာလေးရှိရယ်เนาะဒီမှာ mobile network ဆိုတာလေးရှိပါတယ်အဲ့လေးအဲ့ထဲကိုတစ်ချက်ဝင်ပေးလိုက်ပါဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းမှာဒီ data သုံးတဲ့ကတ်ကပဲကတ်လဲပေါ့เนาะကျွန်တော်တို့ဒီမှာကတ်နဲ့ကတ်ထိုးရတယ်ကျွန်တော် data သုံးတာကတိန်တော့ကတ်ပေါ့เนาะ SIM 1နဲ့သုံးတာအဲ့တော့ကျွန်တော်က data သုံးတဲ့ကတ်ဒီ SIM 1ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်ထိပေးလိုက်ထိပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့ဒီမှာ access point name ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ reset ဆိုတာလေးရှိရပေါ့เนาะအဲ့ reset ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက် Okay ပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဒုတိယတစ်ချက်အနေနဲ့လည်းပြီးပြီနောက်ဆုံးတတိယအချက်အနေနဲ့လောက်ရမှာကျွန်တော်တို့ရဲ့ဒီဖုန်းမှာပါတဲ့ SMS ပေါ့နော် SMS application နဲ့ဝင်ပြီးလိုက်ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီညာဘက်တောက်မှာရှိရပေါ့နော်ဒီမှာဒီညာဘက်တောက်မှာရှိရ setting ပုံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးလို့ရှိရင်တစ်ချက်အပေါ်နည်းလောက်ဆွဲတင်လိုက်နော်ဆွဲတင်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ block list ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ SMS block list ဆိုတဲ့နေရာလေးရှိပါတယ်အဲ့လေးတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်နှိပ်ပြီးပြီဆိုရင်ဒီမှာဆိုရင်ကျွန်တော်မိတ်ဆွေမြင်ရပါလိမ့်မယ်ကျွန်တော်ဒီမှာ massive from stranger ဆိုတဲ့နေရာမှာ block လုပ်ထားတယ်ဒါဆိုကျွန်တော်တို့မသိတဲ့သူတွေပေါ့နော်မသိတဲ့သူတွေကနေပြီးတော့ကျွန်တော်တို့စီကို message ပို့မယ်ဆိုရင်ဒါ block လုပ်ထားတဲ့အတွက်ဒီ message ပို့မဲ့ဟာတွေကကျွန်တော်တို့စီရောက်လာမှာမဟုတ်ပါဘူးเนาะဒါတွေအကုန်လုံးအလောင်းလုပ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ block ဖြစ်နေတဲ့နေရာလေးကိုတစ်ချက်ထိပေးလိုက်ပါပြီးရင်ဒီမှာအလောင်းဆိုတာလေးရှိရเนาะဒီမှာအလောင်းဆိုတာလေးရှိပါတယ်အဲ့လေးတစ်ချက်နှိပ်ပေးလိုက်ပါဒီအောက်က service notification ဆိုတဲ့နေရာလေးကိုလည်းအလောင်းပေးလိုက်ပေါ့နော် Okay ဒါဆိုရင်ပြီးပြီဒီဘက် sim 2ပေါ့နော် sim 2ကိုသွား sim 2လည်းခုနထိုနည်းတူသွားပဲကျွန်တော်လုပ်ရမှာပေါ့နော် SMS block ကိုဝင်ပြီးဒီမှာဒီနေရာကြီးအလောင်းလုပ်ပေးလိုက်ပေါ့နော် Okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ code block list ပေါ့နော် code block list တစ်ချက်ဝင်ကြည့်လိုက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့
ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ပေါ့နော် off တိုင်းပေါ့နော်မ on တော့ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ setting တော့သွားချိန်ဖို့မလိုဘူးပေါ့နော်တကယ်လို့ကျွန်တော်မဆိုရင်ဒီမှာဖွင့်လာမယ်ဆိုရင်ဒါကိုပြန်ပြီးတော့ပိတ်လိုက်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်တို့တတိယတစ်ချက်လည်းပြီးသွားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့လောက်ကမှာကကျွန်တော်တို့ရဲ့ဒီဖုန်းအပေါ်ကနေပြီးတော့ကျွန်တော်တို့တစ်ချက်ဆွဲချလိုက်ဆွဲချပြီးရင်ကျွန်တော်တို့ဒီဖုန်းမှာပါတဲ့ airplane မှုပေါ့နော်လေပြန်လေးကိုပိတ်လိုက်ဖွင့်လိုက်လေးချက်လုပ်ပြီးလိုက်ပေါ့နော်ပိတ်မယ်ပြီးရင်ဖွင့်လိုက်ပေါ့နော် okay အခုလိုမျိုးအပိတ်ဖွင့်လေးလုပ်ပြီးပြီဆိုလို့ရှိရင်နောက်ဆုံးလောက်ကမှာကကျွန်တော်တို့ရဲ့ဖုန်းကို power ပိတ်လိုက်ပါပိတ်ပြီးရင်ကျွန်တော်တို့ပြန်ဖွင့်ရမယ်ပေါ့နော် power ပိတ်ပြီးတော့ပြန်ဖွင့်လိုက်ပေါ့နော် okay ဒါကတော့ကျွန်တော်မျိုးဆိုရင်လည်း live လုပ်ကြည့်ပေါ့နော် power ပိတ်မယ်ပြီးရင်ပြန်ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ power ပိတ်လိုက်ပါမယ် okay ဖုန်းကိုကျွန်တော်တို့အခုလိုမျိုး power ပိတ်ဖွင့်လုပ်ပြီးပြီဆိုရင်ကျွန်တော်ရဲ့ဒီ Telegram software ကိုပြန်ပြီးတော့ဝင်ပေးလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပထမကျွန်တော်ဝင်ခဲ့တဲ့အတိုင်း country code ပြန်ရေးမယ်နော်ဟုတ်မြန်မာဆိုတော့ရေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာရှေ့မှာကိုတလုံးခံပြီးလို့ရှိရင်ကျွန်တော်တို့ Telegram အကောင့်ဖွင့်မဲ့ဖုန်းနံပါတ်ထည့်ပြီးပေါ့နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ကဒီမြားလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပေါ့နော်ပြီး yes ဆိုတာလေးတစ်ချက်ထပ်နှိပ်ပြီးပါဒါဆိုရင်ကျွန်တော်တို့ခဏလေးစောင့်ကြည့်ပြအောင်နော်ကျွန်တော်တို့စီကို SMS ပို့ခြင်းမပို့ခြင်းကိုကျွန်တော်ခဏစောင့်ကြည့်ပါမယ်ဒါဆိုရင်တော့အခုကျွန်တော်မိတ်ဆွေမြင်ရတဲ့အတိုင်းကျွန်တော်တို့စီကိုဒီမှာ SMS လေးဝင်လာပြီးတော့နော်ဒါဆိုရင်ကျွန်တော်တို့ကို Telegram ဘက်ကနေပြီးတော့ဒီမှာကျွန်တော်တို့စီကိုဒီ Telegram login ဝင်ဖို့အတွက်ကုတ်နံပါတ်လေးချပေးလိုက်ပြီပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ရိုက်ထည့်လိုက်မယ်နော် okay ပြီးတော့ကျွန်တော်မိတ်ဆွေကိုမြင်ရတဲ့အတိုင်း Telegram account တစ်ခုကိုကျွန်တော်တို့ပြန်ပြီးတော့ဖွင့်လို့ရတော့မှာပဲဖြစ်ပါတယ်ပေါ့နော်ဒီ Telegram account ကို login ဝင်တာနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဖြစ်လိဖြစ်တာရှိရဲ့ error တစ်မျိုးကဘာလဲဆိုရင်ကျွန်တော်တို့ဒီပေါ့ကျွန်တော်တို့ Telegram account ကိုကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဒီ login ဝင်နေပေါ့နော်ဝင်တဲ့အခါမှာကျွန်တော်တို့ login ဝင်တဲ့ဖုန်းနံပါတ်ကတုံးတယ်ပေါ့နော်ဖုန်းနံပါတ်ရဲ့ဒီ SIM card ကိုလည်းကျွန်တော်တို့ကဒီအခုလက်ရှိဖုန်းထဲမှာစိုက်ထားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကအဲ့ SIM card နံပါတ်နဲ့ကျွန်တော်တို့ login ဝင်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်သူ့အနေနဲ့ပေါ့နော်ဒီ login code ပေါ့နော် login code ကိုသူကဒီတခြားပေါ့နော်အနာဂတ်တစ်ပိုက်ကိုအနာဂတ်တစ်ပိုက်အခြားတစ်ပိုက်တစ်လုံးပေါ့အခြားဖုန်းတစ်လုံးကိုသူပို့ပြရဆိုတော့ပြောနေတာဒါဘာလို့ပြောရဲဆိုရင်ကျွန်တော်တို့ကဒီဖုန်းနံပါတ်နဲ့ကျွန်တော်အကောင့်ဖွင့်ခဲ့ဘူးတယ်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့ဒီအကောင့်ကလည်းအခုသူပြောသလိုပေါ့နော်အနာဂတ်တစ်ပိုက်တခြားဖုန်းတစ်လုံးမှာဒီ login ဝင်လာပြီးသားဖြစ်နေရပေါ့နော်ဒါပေမဲ့ login ဝင်လာတာဖြစ်နေရအဲ့ဒီကိုပဲသူကဒီ login code ကိုပေါ့နော်အဲ့ဒီတစ်ပိုင်းမှာရှိရ login ဝင်လာတဲ့အကောင့်စီကိုပဲသူ login code ကိုပို့ပေးထားရဆိုတဲ့အကြောင်းသူပြောတယ်ဒါပေမဲ့ကျွန်တော်တို့မှာအဲ့ဒီ device အဲ့ဒီဖုန်းကမရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်စီကိုဒီ Telegram login code ကိုကျွန်တော်ရဲ့ဒီဖုန်းကိုပဲပို့ပေးအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ဒီမှာလုပ်ပြပေးသွားမယ်ပေါ့နော်ဒီလိုကျွန်တော်တို့ဖုန်းထဲမှာရှိရပေါ့နော် Chrome browser လေးကိုဝင်ပေးလိုက်ပေါ့နော် Chrome browser လေးကိုရောက်သွားပြီဆိုလို့ရှိရင်ဒီ search bar လေးမှာအခုကျွန်တော်ရိုက်တဲ့လိုမျိုးလေးလိုက်ပြီးတော့ရိုက်ရှာပေးပါမ Telegram support ဆိုပြီးရိုက်လိုက်ပေါ့နော်ဒီမှာဒီအပေါ်ဆုံးကလည်းပုံနေရရှိပါတယ် Telegram support ဆိုပြီးပုံနေရရှိပါတယ်အားလေးတစ်ချက်နှိပ်ပြလိုက်ပါပြီးလို့ရှိရင်အပေါ်နဲ့ငယ်ဆွတ်တင်ပြီးရင်တော့ကျွန်တော်ပြင်မြင်ရတဲ့ဒီမှာ Telegram support ဆိုတဲ့နေရာရှိရဲအဲ့ဒါကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါ okay အခုလိုမျိုး box လေးပေါ့နော်အခုလိုဇာတ်ကွက်လေးကြာလာပြီဆိုရင်ကျွန်တော်တို့ကဒီဇာတ်ကွက်လေးကဘာလဲဆိုတော့ Telegram စီကိုကျွန်တော်တို့က report တင်ရမှာပေါ့နော် report ရေးတင်ရမှာဒီမှာဇာတ်ကွက်လေး၄ခုရှိရဲဒီကောင် destroy your problem ဆိုတာကျွန်တော်တို့ရဲ့အခုဖြစ်နေတဲ့ပြဿနာကိုရေးပြီးတော့ထည့်ပေးရမှာထည့်တဲ့အခါမှာလည်းကျွန်တော်တို့မြန်မာလိုသွားပြီးတော့ထည့်လို့မရဘူးပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုပဲရေးထည့်ပေးရမယ်ဒီအောင်က legal name ဆိုတာကတော့ကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအောက်က email ကတော့ကျွန်တော်တို့အမြဲတမ်းသုံးတဲ့ email တစ်ခုထည့်ပေးရမယ်ပြီးရင်ဒီ phone number ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ Telegram account ခုလက်ရှိဖွင့်နေတဲ့ phone number ကိုထည့်ပေးရမှာပဲဖြစ်တယ်ပေါ့နော်ဒီ destroy your problem ဆိုတဲ့နေရာမှာဘာရေးရမလဲဆိုတာမတည်ဘူးဆိုလို့ရှိရင်ကျွန်တော်အခုပေါ့နော်ကျွန်တော်ရေးပြီးသားလေးရှိရဲကျွန်တော် note ထဲရင်သွားပြီးတော့ယူထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကျွန်တော်ရေးတဲ့ဟာလေးကိုလည်းကျွန်တော်ရဲ့ဒီ video လေးရဲ့ comment မှာလည်းကျွန်တော်ချပေးရမယ်ပေါ့နော်comment မှာကျွန်တော်ချပေးရမယ်ဘယ်လိုရေးရလဲရေးပုံရင်းလေးကိုကျွန်တော်ဒီ comment လေးမှာတစ်ချက်ချပေးရမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေအနေနဲ့ဒီ problem ဖြစ်နေတဲ့ကိုယ့်ရဲ့အချက်လက်ကိုပေါ့နော် data အချက်လက်ကိုရေးတဲ့အခါမှာအဓိကကတော့ကျွန်တော်တို့ Telegram ဖွင့်တဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကလုံးဝဒီမှာထည့် problem နေရာမှာထည့်နေရာမှာမှားလို့မရဘူးပေါ့နော်လုံးဝမှန်နေမှရမှာပေါ့နော် okay အဲ့ဒါဆိုကျွန်တော် note ထဲကသွားပြီးတော့ယူပြီးတော့ထည့်လိုက်မယ်ပေါ့နော် note ထဲကိုသွားလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်အခုဒါဆိုရင်ကျွန်တော်ရေးပြီးသားလေးရှိရပေါ့နော်ဒါ
ဒါလေးကိုကျွန်တော် copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ Telegram နဲ့ခုန Chrome browser တွေကိုသွားထားတယ်ဝင်လာရဲ့လက်စရှိရပါတော့အဲ့ထဲကိုသွားလိုက်သွားပြီးရင်ဒီကျွန်တော်တို့ destroy your problem ဆိုတဲ့နေရာမှာ page ချလိုက်မယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်ဒီမှာရေးထားတာကကျွန်တော်ရဲ့အကောင့်ကိုဒီ SMS code ကမပို့ပေးဘူးဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်ဒီဖုန်းနံပါတ်ကိုတစ်ချက်စစ်ဆေးပေးပါစစ်ဆေးပြီးကျွန်တော်ကိုကူညီပါအောင်ပေါ့ဒါကျွန်တော်ရေးထားရပေါ့နော်ဒီပြဿနာကိုဖြေရှင်းဖို့ကူညီပါအောင်ဆိုပြီးတော့ကျွန်တော်ကတော့ Telegram ဘက် report တင်ထားရပေါ့နော်ဒီတိုင်းပဲကျွန်တော် message နဲ့ရေးလို့ရတယ်ပေါ့နော်ဒီဖုန်းနံပါတ်နေရာလေးမှာပဲအပြောင်းလဲလုပ်ပြီးတော့ဒီစာလေးတိုင်းပဲပို့လို့ရပါတယ် okay ဒါလေးကိုထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာက your full legal name ဆိုတဲ့နေရာမှာကျွန်တော်ရဲ့နာမည်ကိုထည့်ပေးလိုက်ပေါ့နော်ထည့်ပေးပြီးရင်ဒီက your email ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့အမြဲတမ်းသုံးနေတဲ့ email ကိုထည့်ပေးရမှာပေါ့နော် okay email ထည့်ပြီးဆိုရင်တော့ဒီအောက်က phone number ဆိုတဲ့နေရာမှာကဒီကျွန်တော်တို့ဒီပုံမှာရေးရတဲ့ destroy your problem ဆိုတဲ့နေရာမှာကျွန်တော်ထည့်ထားတဲ့ phone number ပေါ့နော်အဲဒီ phone number ကလည်းကျွန်တော်တို့ Telegram account လက်ရှိဖွင့်တဲ့ phone number ဖြစ်ကြမယ်ပေါ့နော်အဲဒီ phone number ကိုကျွန်တော်တို့ရေးပြီးတော့ထည့်ရမယ်ပေါ့နော်39ခံပြီးတော့ထည့်လို့မရအောင်နော်ဒီမှာကျွန်တော်တို့ plus နော်ပြီး95ပြီးလို့ရှိရင်9တလုံးခံပြီးရင်ကျွန်တော်တို့ရဲ့အခု Telegram account ဖွင့်ထားတဲ့ phone number ကိုထည့်ပြအောင်ပေါ့နော်ကျွန်တော်ဒီမှာထည့်ပေးလိုက်ပါမယ်okay ခုလိုမျိုးလေးထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ submit ဆိုတာလေးရှိပါတယ်အားလေးတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒါဆိုတော့ဒီလိုမျိုးအစိမ်းအောင်လေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram အဲ့ဒါကို Telegram ဘက်ကိုကျွန်တော်တို့ report တင်လိုက်ပြီဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့24 hour ပြည့်အောင်တော့စောင့်ပေးရမှာပေါ့နော်24 hour ပြည့်တဲ့ခါကျလို့ရှိရင် Telegram ဘက်ကနေကျွန်တော်တို့ကိုအကြောင်းပြန်ပါလိမ့်မယ်login code တွေပါချပြီးတာမျိုးတွေလုပ်ပါလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်တို့ဒီသူချပြီးတဲ့ login code နဲ့ကျွန်တော်တို့အကောင့်ကိုပြန်ပြီးတော့ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့အဆင်ပြေသွားပါလိမ့်မယ်ကျွန်တော်မိတ်ဆွေအနေနဲ့ဒီနီးတန်းလေးနီးပေါ့နော်ပထမတနည်းကျတော့ကျွန်တော်တို့ကဒီကုန်မကြတဲ့ပြဿနာပေါ့နော်အကောင့်တစ်ကျွန်တော်ဖွင့်နေကုန်မကြဘူးဆိုတဲ့သူတွေအတွက်ဒီဒုတိယ problem ကျတော့ကျွန်တော်အကောင့်ကလည်းဖွင့်ထားပြီးသားဒါပေမဲ့ကျွန်တော်တို့ကနားသားတစ်ပိုက်ပေါ့နော်ကျွန်တော်တခြားဖုန်းတစ်လုံးမှာဝင်လာပြီးသားအကောင့်ဖြစ်နေတယ်ကျွန်တော်တို့မှာအဲ့တစ်ပိုက်ကလည်းမရှိတော့ကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် sharing လုပ်ပေးသွားတော့ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေနောက်ထပ်သိလို့တဲ့အကြောင်းတွေရှိလို့ရှိရင်အခုဗီဒီယိုလေးရဲ့ comment အောက်မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော် channel လေးမှာလည်းအခုလိုမျိုးနီးပညာအကြောင်းအဆုံးလေးကိုပတ်စင်မျှဝေတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်သွားပြီးပြောကြလိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် Thank you for watching and I'll see you guys later.